ဘယ်နှလ ဘာရှိရလဲ 8ရက်6လ2025အတွက်ခုနှစ်သားသမီးရဲ့တရက်တာကံကြမ္မာလေးကိုကျွန်တော်ကလီနိုမာကတ်ကလေးကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကတ်ကလေးတွေဆွဲလိုက်ပါမယ်ဒါကတနင်္ဂနွေသားသမီးများအတွက်ဖြစ်ပါတယ် ဟုတ်ဆို ဒါကတော့ ဇက်ဆိုပြီး တနင်္လာသားသမီးများအတွက်ဖြစ်ပါတယ်ဒါကတော့အင်္ဂါသားသမီးများအတွက်ဖြစ်ပါတယ်ဒါကတော့ဗုဒ္ဓဘုရားသမီးများအတွက်ဖြစ်ပါတယ်ဒါကတော့ဇာတာပရိဒါကတော့တောက်ကြဒါကတော့စနေပါ အောင်လို့ပါ အဲ့တော့ကျွန်တော်တရင်းနေသားသမီးများအတွက်စပြီးကြည့်ပြပါမယ်တရင်းနေသားသမီးများအတွက်ကြာလာတဲ့နမိတ်ကမနက်ဖြန်တရက်တာမှာတရင်းနေသားသမီးတွေကလိညာလေပြားခံရတတ်တယ်ကိုကိုကောက်ကြည့်ဆင်းလဲမဲ့သူတွေနဲ့ကြုံတွေ့ရတတ်တယ်ကိုကိုမကောင်းကြတဲ့သူတွေနဲ့ကြုံတွေ့ရတဲ့အတွက်ကြောင့်မလို့တတိထားမယ်တရက်တာကာလဖြစ်ပါတယ်ကံကတော့ညံ့နေပါတယ်ကံညံ့စီတဲ့ကဏ္ဍနံပါတ်ကတော့နံပါတ်4ပါနောက်ရောက်တရင်းလာသားသမီးများတရင်းလာသားသမီးများမနက်ဖြန်တရက်တာမှာပတ်စံကငွေဝင်လမ်းကြောင်းလေးတွေရှိလာနိုင်မယ်စိတ်ရေးလက်အေးနဲ့နေနိုင်မယ်တရက်တာကာလဖြစ်တယ်အေးချမ်းချမ်းပဲဖြစ်မယ်ဆိုတော့တရက်တာကာလဖြစ်တယ်ကံကောင်းနေပါတယ်ကံကောင်းစီတဲ့ကဏ္ဍနံပါတ်ကတော့1နှစ်ပါပြီးတော့အင်္ဂါသားသမီးများလည်းမနက်ဖြန်တရက်တာမှာဘာလို့ပါကိုင်းအရာရာအဆင်ပြေချောမွေ့နေမယ်ဆိုတဲ့နမိတ်မျိုးလေးမြင်ရတယ်အောင်မြင်နေမယ်ဆိုတဲ့နမိတ်ကလေးမြင်ရတဲ့အတွက်ကြောင့်မလို့ကံလေးကတော့ကောင်းနေတယ်ကံကောင်းစီတဲ့ကဏ္ဍနံပါတ်ကတော့1ပါပြီးတော့ဗုဒ္ဓဦးသားသမီးများတော့ကြည့်ပြပါမယ်ဗုဒ္ဓဦးသားသမီးများမနက်ဖြန်တရက်တာမှာသွားလာတတ်တယ်ပြီးတော့ကိုယ့်ရဲ့ဒီအနီးနားပတ်ဝန်းကျင်မှာပေါ့နော်သွားလာတတ်တယ်ပြီးတော့ခီးသွားမဲ့ကံလေးနဲ့မြင်ရတတ်တယ်ပြီးရင်အရာရာဆင်ပြေနေမယ်ဆိုတဲ့နမိတ်မျိုးလေးမြင်ရတဲ့အတွက်ကြောင့်မလို့ကံကောင်းနေပါတယ်ကံကောင်းစီတဲ့ကဏ္ဍနံပါတ်ကတော့2ခွန်ပါပြီးတော့ကြာတာပရိသတ်သမီးများဇာတာပရိသတ်သမီးများမနက်ဖြန်တရက်တာမှာဘာလို့ပါကိုင်းအစားသားရရအနေငယ်ခက်ခဲပြီးသွားမှအဆင်ပြေမယ်ဆိုတဲ့နမိတ်မျိုးလေးမြင်ရတဲ့အတွက်ကြောင့်မလို့ကံလေးကတော့ညံ့နေတယ်မှမပေါ့ကံကတော့ကောင်းပါတယ်ကံကောင်းစီတဲ့ကဏ္ဍနံ